စိတ်ကိုမထိန်နိုင်ရင်ဘဝကမတည်ငြိမ်နိုင်ဘူးဒီစကားကအရန်နည်းနည်းပါတယ်လူတယောက်ရဲ့ဘဝမှာအခက်အခဲတွေစိတ်ညစ်စရာတွေဒေါသထွက်စရာတွေကလွတ်လွတ်လပ်လပ်ရှိမနေပါဘူးလူတိုင်းမှာဖြစ်တတ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေမှာကိုယ်စိတ်ကိုမထိန်နိုင်ရင်ဆုံးဖြတ်ချက်တွေမှာတတ်ပါတယ်ဒေါသနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းကလူတယောက်ရဲ့စိတ်ကိုနာကျင်စေတတ်တယ်လို့ကိုယ့်ဘဝကိုလည်းပြဿနာတွေတက်စေတတ်ပါတယ်စိတ်ကိုထိန်းနိုင်တဲ့သူတွေကတော့ပြဿနာကြုံရင်တောင်ခဏရက်ပြီးစဉ်းစားတတ်ကြပါတယ်ဒေါသထွက်လာတဲ့အချိန်မှလည်းရှက်မပြောပဲစိတ်ကိုတည်ငြိမ်အောင်ထားတတ်ကြပါတယ်အဲ့လိုလူတွေကဘဝမှာအမှားနေပြီးအောင်မြင်ဖို့လွယ်ပါတယ်ဘဝမှာအနိုင်ရခြင်းရင်အရင်ဆုံးတခြားလူတွေကိုအနိုင်မယူခင်ကိုယ်စိတ်ကိုအနိုင်ယူတတ်ဖို့လိုပါတယ်ကိုယ်စိတ်ကိုထိန်းနိုင်တဲ့သူဟာဘယ်အခက်အခဲကိုမဆိုတည်ငြိမ်စွာဖြတ်သန်းနိုင်ပါတယ်ဒါကြောင့်ဒေါသထွက်လာတဲ့အချိန်မှာခဏရပ်ပါစိတ်ညစ်လာတဲ့အချိန်မှာလည်းခဏစဉ်းစားပါစိတ်ကိုထိန်းနိုင်တဲ့သူဟာဘဝကိုထိန်းနိုင်ပါတယ်ဘဝကိုပြောင်းလဲခြင်းရဲ့အရင်ဆုံးကိုယ့်ရဲ့စိတ်ကိုအနိုင်ယူဖို့လိုအပ်ပါတယ်စိတ်ကိုမထိန်းနိုင်တဲ့သူတွေဟာအခွင့်အရေးတွေကိုမထိန်းနိုင်ပါဘူးနောက်ဆုံးအနေနဲ့မှတ်ထားပါစိတ်ကိုအနိုင်ယူနိုင်တဲ့သူဟာဘဝကိုအနိုင်ယူနိုင်တဲ့သူပါပဲပြောရမယ်ဆိုရင်ဒေါသဆိုတာအဘိဓမ္မာသဘောတရားအရာဒေါမနတဝေဒနာဒေါမနတစေတသိက်ဖြစ်ပါတယ်ဆိုတော့ဒေါမနတဝေဒနာဒေါမနတစေတသိက်ဆိုတာတကယ်တော့အကုသိုလ်ထဲမှာအကျုံးဝင်ပါတယ်အကုသိုလ်ထဲမှာအကျိုးဝင်တဲ့အတွက်ကြောင့်ဗိဓမာသဘောတရားအရာထပ်ပြီးပြောရရင်အကုသလပါဝိဇ္ဇဒုက္ခဝိပါကလက္ခဏာလို့ဆိုတဲ့အတွက်ကြောင့်ဆင်းရဲပြီးရအစင်မပြေတဲ့အကျိုးတရားတွေကိုပေးပါတယ်ဒါကြောင့်မို့လို့ဒေါသဟာဘာနဲ့သွားတူတယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့မိုးရွာခံထားရတဲ့မစင်အညစ်အကြေးနဲ့တူပါတယ်တဲ့အဲ့ဒီမစင်အညစ်အကြေးတွေဟာမိုးရွာလိုက်တဲ့အချိန်မှာပြန့်ကျဲပြီးတော့မိမိရဲ့ပတ်ဝန်းကျင်ခန္ဓာကိုယ်မှာကြည့်ရင်ခန္ဓာကိုယ်ပတ်ဝန်းကျင်မှာကြည့်ရင်ပတ်ဝန်းကျင်ကိုစိတ်ဆင်းရဲစေတတ်ပါတယ်အစင်မပြေဖြစ်စေတတ်ပါတယ်ဒုက္ခရောက်စေတတ်ပါတယ်လူတွေကဘယ်သူမဆိုဘိုးစဉ်အာဟာရကောင်းမွန်တဲ့အရာတွေကိုပဲကြိတ်ကြတာပါဘယ်သူမှအညစ်အကြေးတွေကိုမကြိတ်ကြပါဘူးအဲ့ဒီအညစ်အကြေးတွေရှိလာပြီဆိုရင်အဲ့ဒီပတ်ဝန်းကျင်ဟာမစင်ကြတော့ပါဘူးဒါကြောင့်မိမိရဲ့ခန္ဓာကိုယ်မိမိရဲ့စိတ်ထဲမှာစင်ကြယ်တဲ့စိတ်လေးတွေစင်ကြယ်တဲ့အရာတွေဆုံးဖြတ်ချက်တွေပန်းတိုင်တွေကိုတန်တန်ရှင်းရှင်းဖြစ်စေဖို့အနှောင့်အယှက်မရှိဖြစ်စေဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဦးဇင်းတို့ရဲ့ဒကာဒကမတို့ရဲ့ဒေါသတွေကိုထိန်းချုပ်ထားဖို့လိုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်